လို့ရှိရင်ဖြစ်တဲ့နေဟုတ်တယ်မလားကျမဆိုရင်ကျမအလိုလိုဖြစ်လာတာမဟုတ်လေမိဘမွေးပေးတာပြီးတော့အိမ်တစ်ခုဆိုရင်လည်းအလိုလိုပေါက်လာတာမဟုတ်လူကလှုပ်ထားတာမိုးကအလိုလိုပေါက်လာတယ်ဒါပေမဲ့မိုးမှာမျိုးစိတ်ရှိတယ်ဘုရားသခင်ကစဖန်ဆင်းကြတဲ့ကဘာကိုမဆိုဖန်ဆင်းပြီးလို့ရှိရင်သူက next generation ဖြစ်အောင် music ကအထဲထဲမှာထည့်ထားပေးပြီးသားထည့်ထားပေးပြီးသားရဲ့အခါမှာသူဖန်ဆင်းတိုင်းများပြားစေဆိုပြီးတော့မှကောင်းကြီးပေးတယ်တတိဆန်ကိုတော်လာကောင်းအသီးအပင်တော်လာကောင်းလူကိုတော်လာကောင်းဘုရားသခင်ကဖန်ဆင်းပြီးလို့ရှိရင်အမြဲတမ်းကောင်းကြီးပေးတယ်အဲ့ထဲမှာ music ထည့်ထားတဲ့အတွက်ကြောင့်မုံငင်းဆိုရင်ပေါက်လာတယ်ပွင့်လာတယ်အစစ်ရှိတယ်သူဟာသူကျသွားတယ်ပြီးလို့ရှိရင်မိုးရွာလို့အချိန်တန်လာလို့ရှိရင်ပြန်ပေါက်လာတယ်။ဘာကြောင့်လဲသူ့ထဲထဲမှာ music ရှိတယ်။အဲ့လိုပဲလူလည်း music ရှိတယ်။တိပိန်တိုင်းမှာ music ရှိတယ်။ဘာဖြစ်လို့လဲဖះကစဖန်ဆင်းတဲ့အခါမှာmusic ထည့်ထားတယ်ပေါ့နော်။အဲ့လိုပဲဒီဆာလ24မှာလည်းပြောထားတယ်။မြေကြီးနဲ့မြေကြီးတန်ဆာမှာအားလုံးလောကဓာတ်နဲ့လောကသားတွေကိုဖះကပိုင်တယ်။ဘာဖြစ်လို့လဲထိုအရာတွေကသမုဒိယပေါ်မှာဒီ၍ရေများပေါ်မှာမြဲမြံစေတော်မူပြီဆိုတာဒီယောက်ကလောက်တာနော်ဆိုတော့အဲ့ဒါကြောင့်တကယ်ဖန်ဆင်းရှင်ဆိုတာရှိတယ်ဖယားဆိုတာဖန်ဆင်းပေးတဲ့အရေးအချင်းပေါ့နော်ရှိရမယ်လို့ကျမကိုဟာကိုယုံကြည်တယ်လေသုံးသက်တယ်လေဆိုတော့အားကြောင့်စဉ်းစားမိတာပေါ့နော်။အော်လို့ဟုတ်တာပဲဒီဆာလာ24ကကျမတို့နေခဲ့တဲ့နေရာဒီမှာဆိုရင်ရေတွင်းတူးပြီးတော့မှအဲ့မှာဒီရဟာကိုပဲရေတွင်းကဟာကိုပဲတောင်းကြတာလေစားတောင်းကြတာလေဆိုတော့ရေတွင်းကိုတူးတဲ့အခါမှာပိုနဲ့အောင်တူးလေရေကပိုကြည်လေပိုကောင်းလေပေါ့နော်ဆိုတော့တကယ်ပဲဖန်ဆင်းတဲ့ဖះကဒီကျမ်းစာထဲမှာပြောတဲ့အရာတွေကမှန်တယ်ပေါ့နော်တကယ်သက်သေတာကဖြစ်တယ်ပေါ့နော်အဲ့ဒါကိုပြန်တွေးမိပါတယ်